အခုကျွန်တော်တို့အပိုင်း9ပေါ့နော်ကိုယ့်ရဲ့နေ့စဉ်အယောင်ဆင်းကိုဘယ်မှာသွားကြည့်မလဲအယောင်ဆင်းနဲ့ပတ်သက်တာတွေမှန်သမျှကိုအစင်ခံစားအောက်ကရောင်းချမှုအစင်ခံစားမှာသွားကြည့်လို့ရတယ်အဲ့ဒီမှာကျွန်တော်တို့ကရောင်းချမှုမှာကြတော့ကျွန်တော်ကပေါင်ချလိုက်ပေါ့နော်ပေါင်ချနံပါတ်တွေနဲ့ကျွန်တော်တို့ကမှတ်ထားပေးနော်ဒီဟာလေးမှတ်ထားပေးတယ်ဆိုတော့ဒီမှာကျတော့ဘာတွေသုံးလို့ရလဲဆိုတော့အသေးစိတ်ကြည့်ချင်တဲ့ဒါကပေါင်ချပေါ့နော်ကျွန်တော်ပေါင်ချလိုက်ပြပေးတာနှလုံးပုံလေးနှိပ်လိုက်ပေါင်ချတစ်စောင်ချင်းစီမှာပါတာကိုအသေးစိတ်ကျွန်တော်ပြပေးတယ်ဒါမှမဟုတ်ရင်ကျွန်တော်ကဒီနေရာပေါ့နော်ဒါလေးတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဘာလေးပေါ်မလဲဆိုတော့ကျွန်တော်တို့ကဒီမှာအယောင်ပေါင်ချာနဲ့ပေါ့နော်ဒီမှာဘယ်သူကလက်ခံလိုက်လဲဆိုတော့လေးပြပြီနော်ဒါမှမဟုတ်ကို print ထုတ်ချင်တယ်ဒီပေါင်ချာလေးတွေ့ရတဲ့ print ပြန်ထုတ်ချင်တယ်ဆိုရင် print out နဲ့နော်ဒါမှမဟုတ်ကိုကကိုရောင်နဲ့ဆိုင်နဲ့ခွဲထားတယ်ပေါ့နော်ဒါကကျွန်တော်တို့ကရောင်းလိုက်တယ်ရောင်းပြီးတော့ကိုယ့်ရကိုတောင်မှာကိုကစလစ်လေးပေါ့နော်ဒါကုန်ထုတ်ကုန်ကိုယ့်ရဲ့ပစ္စည်းကိုကိုတောင်မှာသွားထုတ်ရတယ်ဆိုရင်ကုန်ထုတ်ပေါင်ချာလို့ခေါ်တာပေါ့ကုန်ထုတ်စလစ်လို့လည်းခေါ်တာပစ္စည်းထုတ်တဲ့စလစ်ပေါ့နော်အဲစလစ်ကိုနှိပ်ချင်တယ်ထုတ်ချင်တယ်ဆိုရင်ဒီမှာညာဘက်စုံစုံကကုန်တင်ကားပုံစံလေးရှိတယ်အဲပုံလေးကိုကျွန်တော်တို့ကနှိပ်လိုက်ရင်ဒီမှာကုန်ထုတ်ပေါင်ချာဆိုပြီးတော့သူကဈေးမပါဘူးဘယ်ပစ္စည်းကိုဘယ်ရေတွက်နဲ့ယူရမယ်ဆိုတော့ပြန်ဒီမှာလက်မှတ်ဆိုလိုက်ပါကိုကအရောင်းတဲ့လူကလက်မှတ်ထိုးပေးလိုက်ပေါ့နော်အဲမျိုးလေးပေါ့ဒါမှမဟုတ်ရင်လည်းဒါတယောက်နဲ့တယောက်ကတော့မတူဘူးတချို့ဆိုင်တွေမှာရောင်းတဲ့လူကလက်မှတ်ထိုးပေးလိုက်တယ်ပေါ့နော်တချို့ဆိုင်တွေမှာကျတော့ဒီစာရွက်ကိုကျွန်တော်တို့ကပေးလိုက်တယ်ပေးပြီးတော့သွားထုတ်တဲ့အခါကျရင်ကိုတော်ကတာဝန်ခံယူထားလိုက်တယ်လက်မှတ်ထိုးပြီးယူထားလိုက်တယ်နော်ဒါကတော့ဟိုလုပ်ငန်းတစ်ခုနဲ့တစ်ခုသုံးတဲ့ပုံစံတော့မတူဘူးဒီလိုပုံစံလေးထွက်လာတာပေါ့နော်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ကုန်ထုတ်စလစ်လေးကကျတော့ဒီမှာညာဘက်စံသွားကုန်တင်ကားပုံစံလေးโอเคဒါကကျတော့ဘလောက်ဒီမှာစုစုပေါင်းဒီနေ့ဘလောက်ရောင်းလိုက်ရတယ်ပေါ့နော်ဒီမှာအကျွေးဆိုရင်လည်းဒီနေ့ရောင်းလိုက်တဲ့ဒီမှာအကျွေးပမာဏဘလောက်ရှိသွားတယ်ဒါတွေပြပေးရပါတော့ဒါကအယောင်းပေါင်ချမ်းနဲ့ပြပေးနောက်တစ်ခုဘာလဲဆိုတော့ကိုကငွေစင်းရင်ကိုရောင်းလိုက်တဲ့ငွေစင်းကိုကိုကသိချင်တာအဲ့ဒီခါကျရင်ဒီမှာအဲ့လည်းပေါင်ချပါတယ်နော်ပေါင်ချနံပါတ်ပါတယ်သူကဘာလဲဆိုတော့ sorry ဟုတ်တယ်သူကကျတော့ခုနဟာနဲ့မတူတာဒီမှာအောက်မှာဘယ်အကောင့်မှာဘလောက်ရောင်းလိုက်ရတာဆိုတာအသေးစိတ်ပြပေးနော်ဒီနေရာမှာကျတော့ရောင်းချမှုငွေပေးချေမှုမှာသူကအသေးစိတ်ပြပေးရယ်ကိုကဒါဝင်ဝင်ချင်းဆိုရင်ကျွန်တော်တို့ကဒီမှာနေ့စဉ်ပေါ့နော်ဒီနေ့ရောင်းလိုက်တဲ့ဟာကိုပြပေးရကိုကဒီလစင်းသိချင်တယ်ဆိုရင်လည်းလစဉ်နှိပ်လိုက်ပြင်ညာဘက်ကမှန်ဘလူးနှိပ်လိုက်နော်မှန်ဘလူးနှိပ်လိုက်တယ်ဆိုရင်ဒီလတစ်လလုံးစာပြပေးတယ်တစ်လလုံးစာမြင်ချင်တယ်ဆိုရင်ဒီလိုလေးဒါလစဉ်ရွေးမှန်ဘလူးနှိပ်ပြင် Excel ထုတ်ချင် Excel export နှိပ်လိုက်တစ်လလုံးစာပြပေးနေ့စဉ်ဆိုလည်းအတိုင်းပဲနေ့စဉ်လို့ရွေးမှန်ဘလူးရွေးလိုက်နှိပ်လိုက် data ထုတ်မယ်ဆိုတော့နှိပ်လိုက်အဲ့ဆိုရပြီနော်ပင်တာလေးကိုမှကျွန်တော်တို့ကငွေလက်ခံလိုက်တဲ့ပြေစာလေးကျွန်တော်ထုတ်ချင်တယ်ဆိုရင်ညာဘက်မှာ printer လေးရှိ printer ပုံလေးရှိတယ်အဲ့ဒါလေးနှိပ်လိုက်နော် printer ပုံလေးနှိပ်လိုက်မယ်ဆိုရင်သူကဒီမှာဒါငွေလက်ခံပြေစာလို့ခေါ်တာပါနော်ကိုကဒီဟာကိုလက်ခံလိုက်ပါတယ်ဆိုတဲ့ပုံစံမျိုးလေးဒါပြေစာလေးထွက်တယ်နော်ဒါမှမဟုတ်ဆိုရင်အသေးစိတ်သိချင်တယ်ဆိုရင်နှလုံးပုံလေးနှိပ်လိုက်ညာဘက်ကနော်အဲ့ဒါဆိုရင်ဒီပေါင်ချာရဲ့အသေးစိတ်လေးအသေးစိတ်ပေါ့နော်ပေါင်ချာမှာပါတဲ့အသေးစိတ်ကိုသူကပြပြီနော်ဒီမှာကျတော့သူကအဓိကကဒီမှာကျွန်တော်ဒီမှာနော်ကြည်လိုက်ကျွန်တော်မှာဆိုရင်ကျွန်တော်တို့ကဘယ်အကောင့်ကနေငွေဘယ်လောက်ဝင်နေဆိုတော့ပြတယ်ပေါ့နော်Excel နဲ့ထုတ်လိုက်တဲ့ခါကျရင်ဒီလိုဒါတွေပါလိမ့်မယ်နော်ဒီလိုပုံစံမျိုးမြင်ရတယ်